guys, welcome back to my YouTube channel ပါဒီနေ့မှာဆိုရင်တော့ SAT math question တွေကို Desmos နဲ့အလွယ်တကူတွက်နည်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်။ကဲဒီပုံစံလေးတွက်လိုက်ကြရအောင်။ဒီပုံမှာဆိုရင်တော့သူက equation ပေးထားတယ်ပြီးတော့အဖြေက1 plus root k နဲ့ညီတယ်လို့ပြောထားတယ်ပြီးတော့ k တန်ဖိုးကိုရှာခိုင်းတယ်။ကျောင်းလုံးကဆိုရင်တော့ဒီဟာကိုကြက်ချီကတ်နဲ့ကြက်ချီကတ်ခွဲနည်းနဲ့တွက်လို့ရတယ်ဒါမှမဟုတ်လေ -b plus or minus root b square minus 4ac နဲ့လည်းတွက်လို့ရတယ်ဒါပေမဲ့စာမွေးမှာအဲ့လိုတွက်နေမယ်ဆိုရင်တော့အချိန်ကြာမှာဖြစ်ပါတယ်ဒီပုတ်ကိုအနည်းဆုံး10မိနစ်လောက်ပဲတွက်တာအကောင်းဆုံးဖြစ်တဲ့အတွက် Desmos နဲ့တွက်ရင်တော့အချိန်ကုန်အများကြီးတက်တာမှာဖြစ်ပါတယ်ကဲဒါဆိုရင်တွက်လိုက်ကြရအောင် Desmos ထဲအရင်သွားမယ်ပြီးရင် left hand side equal to y right hand side equal to y left hand side က x square minus 2x minus 9ဘယ်ဘက်ကဟာဟိုရေ equal to y ညာဘက်ကဟာ equal to y ဒါဆိုရင် तू က equation နဲ့ကြောင်းထွက်လာမှာဖြစ်ပါတယ်ပြီးရင် zoom ဆွဲလိုက်မယ်ဆွဲပြီး तू ကဖြတ်တဲ့နေရာနှစ်ခုရှိရယ်ဖြတ်တဲ့နေရာကအဖြေဖြတ်တဲ့နေရာနှစ်ခုရှိရဆိုတော့အဖြေနှစ်ခုညာဘက်ကတစ်ခုကိုယူလိုက်မယ်ဒါ x တန်ဖိုးဖြစ်ပါတယ် 4.16228 က x တန်ဖိုးဖြစ်ပါတယ်x equal to 4.16228 4.16228ဒါမဲ့တော့ UUX ကိုပဲမိထားမှာမဟုတ်ဘူးဒီတန်ဖိုးကြီးက1 plus root k နဲ့တူတယ်လို့ပြောထားဒါဆိုရင်1 plus root k equal to 4.16228ဒီ equation ကို Desmos မှာပြန်တွက်မယ် Desmos မှာဆိုရင်တော့ k ထားလို့မရဘူး x နဲ့တွက်ရမှာဖြစ်တဲ့အတွက် k ကို x လို့ခဏထားလိုက်မယ်ဒါဆိုရင်1 plus root x equal to 4.16228ဒီဟာကို Desmos မှာတွက်မယ်ဆိုရင် left hand side equal to y right hand side equal to y equation အကြောင်းကြလာမယ်သူတို့နှစ်ခုဖြတ်တဲ့နေရာကိုရှာရမယ်စာမွေးမှာတော့ဒီလိုတွေချရေးဖို့အချိန်တော့မရှိဘူးအုံနောက်ထဲမှာအကုန်လုံး process လုပ်ရမှာဖြစ်ပါတယ်ဒီ equation တွေအကုန်လုံးအုံနောက်ထဲမှာတစ်ခါလေးတွေးပြီး Desmos မှာတစ်ခါလေးချတွက်ရမှာဖြစ်ပါတယ်ဒီလိုရေးဖို့အချိန်မရှိပါဘူးဒါတော့စဉ်းစားပုံစဉ်းစားနည်းကိုပြောပြဖြစ်ပါတယ်ခုနကတွက်ထားတဲ့ဟာလေးကိုဖြတ်လိုက်မယ်ဖြတ်ချင်ရင် setting လို့ icon လေးကိုနှိပ် delete all ဆိုရင် undo လုပ်လည်းရတယ်ဒါ undo ဒီ clip တွေက redo အကုန်ဖြတ်ချင်ရင် delete all 1 plus root x equal to y 4.16228 equal to y သူတို့နှစ်ခုဖြတ်တဲ့နေရာကိုရှာမယ်10ဖြစ်ပါတယ်အဖြေက10ဖြစ်ပါတယ် answer is b correct မှန်ပါတယ်ဒီလိုသူရှင်းပြတဲ့အတိုင်းတွက်နေမယ်ဆိုရင်စာမွေးမှာအချိန်မလောက်ပါဘူး Desmos နဲ့တွက်မှာပဲအချိန်မီပြီးတော့အမှတ်များမှာဖြစ်ပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲ